မောင်ရီသွားကြဆိုကျမတို့ရဲ့ညာစူးလေးကစူးလေးဝေယူရတူတိုက်တဲ့ချိန်များမှာတနောင်ပွင့်တွေဝေဝေစားတပေါင်းရောက်ပြီးနှွေးကောင်းချောင်းတစ်လျှောက်စီရေးကြည့်ပြဒီနဲ့စင်ကြီးများနဲ့မိမငိမ့်မြို့တော့ပြောကြရင်တသာလိုက်လို့ပုံမေမောင်တို့ရဲ့ညာပုပ်ပါတောင်ကြီးညွညွမိုင်းရှူတိုင်းလာတဲ့ဒီနေရာထန်တော်ကြီးတွေအုံမိုင်းဖြာလဲလန်းပြီးရှေ့ဖြောင်မျိုးစွာပါရဝဲကောင်းနေရာဟောင်းကိုအောင်မဲလို့တစ်ခါသွားဖို့ပြင်ပါဖို့ဝန်တာမောင်းတွက်လာထားပါဒီညနေဝခါ